Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့တော့ surprise အိမ်မှာပေါ့နော်အမှန်တော့ဒီနေ့ကအင်္ဂါနေ့သေးလားအမှန်ဆိုရင်ဒါအမအလုပ်သွားမယ်နေမကောင်းတာနဲ့ဒီဘက်ကလက်ကြည့်ရလေအဲ့လိုနည်းနည်းဟိုကျင်းသလိုပါလို့ဖြစ်နေရတယ်ဒီနေ့အလုပ်ကိုလှမ်းပြီးစစ်ကောခေါ်လိုက်တာစစ်ကောခေါ်ပြီးတော့အလုပ်မသွားဘူးအဲ့ဒါကို breakfast စားမလို့ဒီနေ့ breakfast ကိုဘာစားမလဲဆိုတော့စံပြုတ်ကလေးပြုတ်ထားတယ်ဒီမှာနော်စံပြုတ်လေးပြုတ်ထားပါတယ်ကြက်သားစံပြုတ်လေး1008တွေပါလေပါတယ်ဂျင်းလေးပါလေးနဲ့ပေါ့အရသာလေးရှောင်းကြက်သားမှုတ်လေးနဲ့အဲ့လိုမျိုးလေးပြုတ်တယ်ဒါကကြတော့ငချောက်ပုတ်လေးနဲ့မြန်မာပြည်ငချောက်ပုတ်လေးအဲ့ဒါလေးနဲ့စားပါမယ်တိတ်ပြီးတော့လေအမားတွေကတအားမဝါနိုင်အသက်တွေကကြီးလာတော့သွားတွေကဒီမှာကျဲတယ်လေကျဲတဲ့အခါကျတော့ဒီမှာ Invisalign လောက်ထားတာအခုဒါစားမယ်ဆိုတော့ Invisalign ကိုချွတ်ထားတာချွတ်ထားပြီးတော့ဦးစားပြီးရင်ပြန်တက်ပေါ့ Invisalign ကသူကတနေ့ကိုအနည်းဆုံး22နာရီတက်ရတယ်အဲ့လိုဒီသွားတွေပြန်စီတာပေါ့နော်အဲ့လိုအရင်တော့ခက်ကတော့ဟို bracelet တက်တယ်အခုကတော့ခက်တရားဟိုနီးပညာတွေကတိုးတက်လာပြီဆိုတော့ bracelet မဟုတ်တော့ဘူးတက်ချင်လည်းရပါတယ် bracelet ကိုဒါပေမဲ့ Invisalign ကပို့ပြီးတော့higher technology ခေါ်မှာပေါ့နော်အဲ့နာနဲ့အခုတက်ထားတာအခုကစားမှာဆိုတော့ပြန်ချော့ရတယ်နည်းနည်းတော့အလုပ်ရှုပ်တယ်တရားလှကျင်တော့လဲဒီလိုပဲအလုပ်ရှုပ်ခံရတာပဲကဲထားပါတော့လိုရင်းကိုမရောက်သေးဘူးဖြစ်နေဒီနေ့လေအဲ့ဒါပြောချင်တာကဒီအခုဒီစံပြုတ်ကလေးကိုလေဆိုင်မှာသွားပြီးတော့ဝယ်မယ်ဆိုလို့ရရှင်အနည်းဆုံးတော့4ချက်လောက်တော့ပေးရတယ်သေးလားအဲ့လို4ချက်လောက်399 4ချက်လောက်တော့ပေးရတယ်ကိုယ့်အိမ်မှာကိုပြုတ်လိုက်တဲ့အခါကျတော့အဲ့လောက်ပတ်စံမကုန်ဘူးဒါဆိုရင်အမဆိုရင်ဆန်လေးနှလုံးလောက်ထည့်လိုက်တယ်ပြီးရင်ကြက်ပေါင်လေး2ပေါင်လောက်ပြစ်ထည့်လိုက်တယ်အကြာကြီးပြုတ်ထားပြီးတော့မှအဲ့ဒါကြက်ပေါင်လေးကို chop လုပ်ပြီးတော့ပြန်ထည့်ပြီးရင်1008ကလေးကို chop လုပ်ပြီးရင်ပြန်ထည့်အဲ့ထဲကိုထည့်ပြီးဂျင်းလေးထည့်ငရုတ်ကောင်းလေးထည့်ပေါ့နော်ကြက်သားမုံလေးထည့်ဆိုတာတော်တော်ရတာကောင်းတယ်ဆိုင်ထက်တောင်ကောင်းသေးတယ်နော်အဲ့ဒါလေးနဲ့အခုဒီဟာလေးငချောက်ပုတ်လေးနဲ့စားမှာပေါ့နော်အမပြောချင်တဲ့အဓိကပြောချင်တဲ့အကြောင်းကဒီဟာကလည်းအိမ်မှာဟင်းချက်စားခြင်းကလည်းပတ်စံစုနီးတစ်မျိုးပါပဲเนาะသိလားအမဆိုရင်လေဆေးရုံကိုလှုပ်သွားတယ်အမတယ်မဟုတ်ဘူးအမအမျိုးသားရောအမတို့ကအမေရိကရောက်ကြရနေပြီးတော့အခုချိန်ထိအနှစ်20ကျော်ပေါ့နော်နေ့တိုင်းလှုပ်သွားတိုင်းထမင်းမှုထည့်တယ်ထမင်းမှုပဲထည့်ယူသွားတယ်ဘယ်တော့မှအပြင်စားမစားဘူးအပြင်စားတယ်ဆိုတာ once in a while ပေါ့နော်တခါတလေမွေးနေ့တို့တခါတလေအပြင်သွားရင်းနဲ့မိသားစုတွေစုံတာတို့အဲ့လိုမျိုးပေါ့နော်တလားတစ်ခါတောင်မှစားတော့ဆိုင်မှာသွားမစားဖြစ်ဘူးအမတို့တွေကလေCostco ဝယ်တယ်ပစ္စည်းတွေဝယ်တယ်အိမ်မှာပဲချက်စားတယ်ပြီးရင်နေတိုင်းထမင်းမှုထည့်သွားတယ်ကိုတန်းလေးထည့်သွားတယ်အမျိုးသားလည်းထည့်ပေးတယ်အဲ့လိုမျိုးပေါ့ဆိုတော့ဒီနေ့အမပြောချင်တဲ့ဗီဒီယိုလေးမှာပတ်စံစုနီးတဲ့တခုပေါ့နော်ဒါတွေကလည်းကိုဘဝရဲ့ပတ်စံချမ်းသာခြင်းတဲ့လူတွေပတ်စံစုမိခြင်းတဲ့သူတွေအတွက်အောင်မြင်ဖို့တေးသေးလေးတစ်ခုပေါ့နော်ဒါပေမဲ့တေးလေးတွေကြီးအများကြီးကြီးလာတဲ့အခါကျတော့လေဒါထောက်အပိုင်းတစ်ခုကြီးဖြစ်တာပေါ့နော်အဲ့လိုမျိုးအခုဆိုရင်ဥမာevery penny count လေတပြားနေပြီးတော့တပြား10ကဆိုရင်10ပြားလေအဲ့လိုမျိုးပေါ့နော်ပြား100ဆိုတစ်ချက်ပေါ့အဲ့လိုတစ်ချက်ကနေ100ဆိုရင်100အဲ့လိုဖြစ်လာတယ်လို့ပေါ့နော်ဒါကြောင့်အသေးဖွဲလေးတွေဆိုပြီးတော့လဲနေပါစေကွာငါအပြင်မှာသွားသုံးလိုက်ပါမယ်အဲ့လိုမျိုးမလုပ်ပါနဲ့လို့ပြောချင်ပါတယ်နော်သိလားဥစ္စာဖြိုမိဘကတဲ့ဒါကြောင့်မို့လို့မိဘချောင်းမှာလဲအလေလွင့်လေးတွေမဖြစ်အောင်ဂရုစိုက်ကြပါလို့ပြောရင်းနဲ့ဒီနေ့တော့ဒီလောက်ပဲရက်လိုက်တော့မှာနော်မိနစ်ကလည်း4မိနစ်ဖြစ်နေပြီဆိုတော့လေအရှည်ကြီးလည်းရိုက်လို့မရအောင်နော်သိလားကဲအမရဲ့ဗီဒီယိုလေးကိုဝိုင်းပြီးတော့ကြည့်ပေးကြတဲ့လူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ကြရင်ထပ်တွေ့ပါဦးမယ်ဘိုင်ဘိုင်